အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မပြောရမယ့်နှုတ်ကပတ်တော်ကတော့ကောင်းသောအဖို့ကိုရွေးပါဆိုတဲ့နှုတ်ကပတ်တော်အပြည့်အနေငယ်ခွန်အားပေးချင်တာဖြစ်ပါတယ်နှုတ်ကပတ်တော်ဖတ်ချင်ပါတယ်ရှင်လောကခရစ်ဝင်ကျမ်းအခန်းကြီး30အပိုင်းငယ်47နဲ့49ကိုအရင်ဆုံးဖတ်ချင်တာဖြစ်ပါတယ်ယေရှုကမာတာသင်ဒီမြားစွာသောအမှုတို့၌စိုးရိမ်၍နှုတ်ဆက်ခြင်းကိုခံရ၏လူသောအရာတစ်ခုတည်ရှိ၏မာရိမူကကောင်းသောအဖို့ကိုရွေးယူပြီးထိုအဖို့ကိုအဘယ်သူများမနှုတ်မယူနိုင်ရဟုတ်နှုတ်ကပတ်တော်ထဲမှာပြောထားပါတယ်ခြေရာကိုခြေတဲ့အခါမှာကျမတို့38နဲ့ဒီ40နှစ်ကြာမှခြေတဲ့အခါမှာမာတာနဲ့မာလိရဲ့အကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်မာရိနဲ့မာတာရှိတဲ့နေရာရွာတရွာမှာယေရှုခရစ်တော်ကသူတို့စီမှာဝင်တဲ့အခါမှာမာတာနဲ့မာလိဒီယေရှုခရစ်တော်ကိုအေးခံကြပါတယ်အဲ့ချိန်မှာပင်လေမာတာကတော့ဘာလို့လဲဆိုတော့လှုပ်ချခြင်းအမှုကိုလုပ်ပါတယ်မာလိကတော့ဘာလို့လဲဆိုရင်တော့ယေရှုခရစ်တော်ရဲ့ခြေတော်ရဲ့မှာထိုင်ပြီးမှယေရှုခရစ်တော်ရဲ့စကားတော်ကိုနားထောင်လေးရှိပါတယ်ထိုအချိန်မှာပင်လေမာတာကထွေရာကိုတွေ့တဲ့အခါမှာယေရှုကိုပြောပါတယ်သခင်ကျွန်တော်ရဲ့ညီမကိုပြောပြပါတကယ်ဒီခက်စကားနဲ့ပြောမယ်ဆိုတော့ဒီတိုင်းနေတဲ့ခါမှာသူကကြည့်တယ်သူလည်းပင်ပနေပြီဖြစ်တဲ့ကြောင့်ကိုငေဖို့ရန်အတွက်သူနဲ့အတူလှုပ်ဖို့ရန်အတွက်ပြောပြပါဆိုပြီးမှပြောတာဖြစ်ပါတယ်ထိုအချိန်မှာယေရှုခရစ်တော်ကတော့ဗာပြန်ပြောလဲဆိုတော့ခုနကဖတ်သွားတဲ့47နဲ့40ကိုပြောသွားတာဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာတခါတလေဒီလောကမှာအသက်ရှင်တဲ့အခါမှာအခုခက်မှာဆိုရွေးချယ်ရှာတွေအများကြီးရှိပါတယ်အထူးသဖြင့်လူငယ်တွေကျမတို့ယုံကြည်သူတွေအကျေးဆုံးမှအငယ်ဆုံးတိုင်းပဲလက်ထဲမှာဖုန်းတွေရှိကြတယ်ပတ်ဝန်းကျင်မှာလည်းမြောက်များဆိုတော့အရာတွေအဝယ်ရနေပါတယ်အဲကြောင့်မလို့ဒီဖုန်းတွေကျွန်တော်တို့အသက်တာထဲမှာဒီဖုန်းဆိုတော့ကောင်းမကောင်းသိချက်ရအပင်ကဲတော့ဖြစ်ပါတယ်ကောင်းတဲ့အရာလည်းရှိတယ်လို့မကောင်းတဲ့အရာလည်းရှိပါတယ်အဲကြောင့်မလို့ကျွန်တော်တို့အသက်တာမှာဒီပတ်ဝန်းကျင်မှာလည်းကျွန်တော်တို့ကြားရတဲ့အသံတွေမြင်ရတဲ့အရာတွေကကောင်းတဲ့ဟာရှိတယ်လို့မကောင်းတဲ့အရာတွေရှိပါတယ်အဲကြောင့်မလို့ကျွန်တော်တို့သိထားဖို့အရာကတော့ဒီကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကောင်းမကောင်းသိကြရအပင်နော်ဟိုအေဒင်ဝင်းကလေးကဖျားတခင်ဖာစင်ထားတဲ့ကောင်းမကောင်းသိကြရအပင်ကဲတော့ပဲကျွန်တော်တို့အနားမှာဝဲရတဲ့အရာတွေကျွန်တော်တို့လက်ထဲမှာလည်းရှိပါတယ်အားကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာဘာကိုရွေးချယ်ရမလဲဘာကိုဖျားကနှစ်သက်လဲဆိုတာနေ့စဉ်တိုင်းမှာဆင်ခြင်ပြီးမှရွေးချယ်တတ်ဖို့လှုပ်ဆောင်ဖို့တတ်ဖို့ရန်အတွက်ဒီနေ့ခွန်အားပေးစင်တာဖြစ်ပါတယ်မာတာရဲ့အသက်တာထဲမှာအရာအားလုံးယေရှုကတော့မကောင်းဘူးလို့တော့မပြောထားပါဘူးဒါပေမဲ့လူတော့ရာတစ်ခုတည်းရှိသေးတယ်ဆိုပြီးမှပြောထားတာဖြစ်ပါတယ်အဲ့ဒါကတော့သူကအခြားတော့ရာတွေမှာသူလှုပ်တဲ့အရာပေါ်မှာစိုးရိမ်ပြီးမှစိုးရိမ်ချပြီးနှုတ်ဆက်ခြင်းကိုခံတဲ့အခါမှာတခုလိုသေးတယ်ဆိုပြီးမှခရစ်တော်ကပြောထားတာဖြစ်ပါတယ်မာရိကတော့ဗာရွေးချယ်လေယေရှုခရစ်တော်ခြေတော်ရဲ့မိုက်ထိုင်ပြီးသူ့ရဲ့စကားကိုနားထောင်ဖို့သူ့ရဲ့အနေဖို့ရန်အတွက်ရွေးချယ်ထားပါတယ်အကြောင်းလို့တင်းနေကျွန်ုပ်ဒီမာလိနေရာမှာလားမာတာနေရာမှာလားเนาะနေ့စဉ်တဲ့အသက်ရှင်တဲ့အခါမှာစင်ချေရအောင်မာတာကဲတော့ပဲကိုလို့တော့ရာတွေပဲဂျင်းတ်တဲ့ကိုပင်ပန်းတဲ့အခါမှာတယောက်ကိုเนาะကိုငီဖို့တော်လကောင်အမျိုးမျိုးတော့အရာတွေပြောမိနေသလားဒါမှမဟုတ်မာရိကဲတော့အရာအားလုံးကိုထားခဲ့ပြီးမှစိုးရင်ချင်းတွေထားခဲ့ပြီးမှယေရှုခရစ်တော်ရဲ့ခြေတော်ရဲ့မှာပွားနေတဲ့သူလားဆိုတဲ့ຢာကိုကျွန်တော်တို့တက်တာမှာဆင်ခြင်ဖို့ရန်အတွက်ဖြစ်ပါတယ်အားကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာယေရှုခရစ်တော်ကိုယ်တိုင်ကကောင်းကင်ကနေလာပြီးမှဤလောကမှာသင်နဲ့ကျွန်ုပ်ကိုအရာအားလုံးကိုဆုံးပြီးမှရွေးယူတော့ဖရာဖြစ်ပါတယ်အဲကြောင့်မလို့သူ့ရဲ့အလိုချင်းစောအနှစ်သက်ဆုံးတော့အရာဒီသင်နဲ့ကျွန်ုပ်ဒီလဲအရာအားလုံးကိုထားခဲ့ပြီးမှသူ့ကိုရွေးဖို့သူ့စီသွားဖို့ရန်အတွက်အလိုတော်ရှိတာဖြစ်ပါတယ်အဲကြောင့်မလို့ဒီနေ့ကျွန်တော်တို့မာတာနေရလားမာလိနေရမှာလားเนาะကောင်းတော့အရာတွေရှိပေမဲ့ဒါမဲ့ဘယ်သူမှမနှုတ်မယူနိုင်တဲ့အရာကတော့ဖယားတခင်ကိုရွေးချယ်ခြင်းဖြစ်ပါတယ်ဖယားတခင်နဲ့မိတ္တာဖွဲ့ခြင်းဖယားတခင်နဲ့အတူနေခြင်းပဲဖြစ်ပါတယ်အားကြောင့်မလို့သင်နဲ့ကျွန်တော်ဒီနေ့မာတာကဲ့သို့ဒီအစိုးရိမ်ခြင်းထဲမှာနှုတ်ဆက်ခြင်းကိုခံနေသေးတယ်ဆိုရင်တော့ပြန်လည်ပြီးမှဖယားစီလက်လာပြီးမှဖယားစီသွားပြီးမှဖယားနဲ့မိတ္တာဖွဲ့ရအောင်ဖယားရှင်ရဲ့အနှစ်သက်ဆုံးတော့အရာကိုရှာပြီးမှအသက်တာကိုရှောင်နိုင်ရအောင်ဆိုပြီးမှဒီနှုတ်ကပတ်တော်အပြင်ခွန်အားပေးစင်တာဖြစ်ပါတယ်ကျမ်းစာတော်ရောက်ချင်းစီတဲ့ပုံမှာဖျားခင်ကောင်းချီးပေးပါစေ